ရုပ်ရှင်ကို1958 FIFA ကမ္ဘာဖလားဘရာဇီးနဲ့ USSR တို့ရဲ့ပွဲစဉ်ကြောင့်လည်းစတင်ထားပါတယ်။ပြည်သက်တွေကအုံကြတဲ့အားပေးနေကြပေမဲ့နောက်ခံအတန်းနဲ့တူကတော့ဘရာဇီးရဲ့ကစားပွဲပုံကိုဝေဖန်ပုတ်ခတ်ပြီးအဆိုးရင်ပြောနေကြပါတယ်။အဲဒီချိန်မှာမြင်ကွင်းကဘရာဇီးတင်းရဲ့အဝေးလက်ခံရောက်သွားပြီးကမ္ဘာဖလားမှာအတန်းငယ်ဆုံးကစားသမားဖြစ်ပါဝင်ရတဲ့ဒီဂိုကော်ပီလီကိုမိတ်ဆက်ပေးပါတယ်။အဲဒီနောက်လိုအပ်တဲ့ရှင်းလင်းစီကိုပြန်ရောက်သွားပြီးစင်းရဲလုံးလို့ဖက်တိုက်ရလုပ်နေရပေမဲ့ဘလုံးကစားဖို့ရွတ်တုတ်နေတဲ့ကလေးစီကိုတွေ့ရပါတယ်။သူတို့မှကစားစရာဘလုံးကောင်းမရှိလို့အိန္ဒိနာချင်းတွေစီကဝေစားတွေခိုးပြီးရှိတဲ့တိတ်ထိတ်ကဘလုံးလောက်ကြပါတယ်။ပြီးတော့အဲ့ဒီဘလုံးကိုအမိုးတစ်ခုတစ်ခုအောက်မကျအောင်အချင်းချင်းပတ်ကန်ပြီးကစားကြပါတယ်။နောက်တော့ဒီကူကအင်ရနောက်ကျပြီးညစ်ပတ်ပေလာလို့သူ့မိရဲ့စူလူချင်းကိုခံရပါတယ်။နောက်မြေကွန်းမှာတော့ဒီကူရဲ့ဖေပါဝင်လူစုကစောက်တဲ့တန်တစ်ခုမှာဘလုံးဘက်တန်းတဲ့ချက်ကိုနားထောင်နေကြပါတယ်1950ကမ္ဘာဖလားဘလူးပွဲဘရာဇီးနဲ့ဥရုဂွေးပွဲဖြစ်ပြီးလူတိုင်းကဘရာဇီးကိုနိုင်သေးချင်တာပါကလေးတွေရဲ့ဆန်းရမ်းပျက်စီးနေတဲ့အမိုးဘက်ကလည်းချောင်းမင်းနားဆုံနေကြပါတယ်စိတ်ကောင်းစရာကဘရာဇီးရှုံးနေတော့ခဲ့လို့ဒီကိုရဲ့ဖေကဝမ်းနဲ့လုံးလုံးငိုချလိုက်ပါတော့တယ်အဖေဖြစ်သူမိုးလေးတော့ကြည့်ပြီးဒီကိုကတနည်းကျရင်တာနိုင်ငံအသက်ကမ္ဘာဖလားယူပြီးမှလို့ပြပေးခဲ့ပါတယ်နောက်ရက်မှာတော့ဒီကိုရဲ့မေကသူ့ကိုတူလှုပ်တဲ့အိမ်တိန်စီကျမ်းမြင့်တက်ရှိလို့ကိုခေါ်သွားပါတယ်အဲ့ဒါကြောင့်မို့လို့သူ့အမေကသူ့ဖေကဒဏ်ရာရပြီးဘလုံးသမားဘွားကဘလို့ပျက်စီးသွားရဆိုတော့ရှင်းပြပြီးအဲ့ဒါကြောင့်မို့ဒီကိုဘလုံးမကစားသေးချင်တော့လို့ပြောပြပါတယ်အမေဖြစ်သူမိဖို့ကျော်နဲ့ထွက်ထားချိန်မှာချမ်းသာတဲ့ကောင်းတစုရောက်လာပြီးနာမည်ကြီးဘုံသမားအကြောင်းပြောကြပါတယ်ဒီကူကလည်းဝင်ပြောကိုစူးစမ်းရင်ဒေတာခံဘုံသမားဘီလီရဲ့နာမည်ကိုပီလီလို့မှားပြီးအတန်ထွက်မိသွားပါတယ်အဲ့ဒီကောင်လေးတွေကသူ့ကိုလှောင်ချပြီးပီလီဆိုတဲ့နာမည်နဲ့ဝိုင်းလောင်နေကြပါတယ်အဲ့ဒီချိန်မှာအမေဖြစ်သူပြန်လာပြီးဒီကူမှအဖြစ်မရှိပဲဒီချမ်းသာတဲ့ကောင်လေးတွေကိုတောင်းပန်ခိုင်းပါတယ်မထက်ခဲ့မှာဒီကူကကောင်လေးတွေယူလာတဲ့ဘောလုံးပြန်ပွဲတင်းစာဖြတ်ပန်းလေးကိုကောက်ယူသွားခဲ့ပါတယ်အဲ့ဒီနောက်မှာဒီကူနဲ့တကင်းစုကအဲ့ဒီဘောလုံးပြန်ပွဲမှာတွားရောက်စင်းသွင်းကြပါတယ်သူတို့ကစင်းရပြီးဘောလုံးဝဲစုံအပြည့်စုံမရှိပေမဲ့အမခန်းဘောလုံးကျွမ်းကျင်မှုကြောင့်ပြန်ပွဲကအတင်းအားလုံးကြီးပြဖြတ်ကျော်ပြီးဘောလုံးပွဲကိုတက်လန်းနိုင်ခဲ့ပါတယ်ဘောလုံးပွဲမှာတော့ဒီကူကိုလှောင်ခဲ့တဲ့ချမ်းသာတဲ့ကောင်လေးတွေတွင်းနဲ့တွေ့ရပါတယ်အဲ့ဒီတင်းကကောင်လေးတွေကအသက်လက်ပူကြီးလို့ဝှဆုံကလည်းအပြည့်စုံရှိကြပါတယ်အတင်းကောင်းဆောင်ကဒီကူတို့အတင်းကိုဖနှမ်းပေါ်ပဲဘောလုံးကစားနေတာမြင်တော့ဖနှမ်းပါတဲ့ကောင်းလေးတွေလို့လှောင်မဆောက်ကားကြပါတယ်အဲ့ဒီစောက်ကောင်းမှုကိုခံရပြီးတော့ဒီကူတို့အတင်းကနောက်ပွဲတဲ့ဖနှက်ရအောင်ရှာမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ကမြေဘဲတွေခိုးပြီးပြင်ရောင်းကတပတ်ရဲ့ဖနှက်ကိုဝယ်ဖို့စီစဉ်ကြပါတယ်မြေဘဲတွေခိုးယူနေတော့ဆန်ရှိရမိတော့လို့ပြေးခဲ့ကြပေမဲ့ဈေးတဲ့ကိုတော့လွတ်အောင်ပြေးနိုင်ခဲ့ပါတယ်နောက်မြေဘဲမှာသူတို့မြေဘဲတွေချောင်းနေတော့ဘူရုဘဲကပြန်မဲ့ကောင်းလေးတွေရောက်လာပြီးထမှန်စောက်ကားတာကြောင့်ဒေါ်လာထပ်ပြီးကြံပစ်ခဲ့ကြပါတယ်မြင်ရတော့တန်ရာနေကြောင့်အမေဖြစ်သူကမင်းမြန်းဟာဆရာရိုက်တာလို့လင်ပြောလိုက်ပါတယ်အဖေဖြစ်သူကဂျားဝင်ပြီးနောက်ရက်ဆရာတော်တွေ့မယ်လို့ပြောပါတယ်အမေမရှိတဲ့အချိန်မှာအဖေဖြစ်သူကဒီကိုလွတ်ခေါ်သွားရင်ရပြစ်တော်ရောက်ဘုံဝဲကြောင်းတင်းနေတဲ့ကြောင်းပြောပြပါတယ်အဖေကစေစိုးမှန်စာစိတ်ခံစားချက်တွေကိုပြီးပက်ထားပြီးပြန်မဲ့တွေကိုခြေစွမ်းနဲ့ခြေပလိုက်ပါလို့ကြံပေးပါတယ်အဖေဖြစ်သူကသူ့ဘက်မှာရှိနေမှန်းသိတော့ဒီကိုကတန်ဖိုးထားပြီးပြောသွားပါတယ်။ကိုယ့်ရဲ့ကြီးကိုရောက်လာတဲ့အခါလူတိုင်းကဟိုဘက်တင်းကိုအားပေးကြပြီးဒီကိုတော့ပီလီလို့ခေါ်ပြီးလှောင်မှန်ကြပါတယ်။ဒီကိုတို့အတင်းဖက်နဲ့တွေချလာပြီးမှသူတို့ခြေထောက်နဲ့အများကြီးကြီးနေပါတယ်။အစင်ပြေးတဲ့ဖက်နဲ့တွေကြောင့်သူတို့အကန်နှေးနေပြီးဒါကိုအခွင့်ကောင်းယူကပြန်မဲ့တင်းက690နဲ့ဥဆောင်နေပါတယ်။ဒီကူတို့တင်ရမျောနှချက်မဲ့ပြီးပြန်မဲ့တရဲ့ဖြစ်တော့ကစားပုံတွေကိုဒေါတာထွက်နေကြပါတယ်။ဒေါတာထွက်နေတဲ့ဒီကူကပြန်မဲ့ကိုတွားချဖို့လုပ်ပေမဲ့ပြည့်တဲ့တန်းမှာသူ့ရဲ့အဖေကိုမြင်ပြီးစိတ်ကိုထိန်းလိုက်ပါတယ်။ပြီးတော့အစင်ပြေးတဲ့ဖက်နဲ့ကိုချုပ်ပြီးသူတို့လမ်းအောင်မှာကစားလို့ကစားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာသူကဘောလုံးကိုရယူပြီးပြန်မဲ့တွေကိုအလှက်ပက်နဲ့ဆွဲပြီးကပရိသတ်တွေအောင်တော့အောင်ပထမဆုံးချိပါကိုတွင်းယူလိုက်ပါတယ်။အဲဒီနောက်အသင်းဖော်အားလုံးဖက်နဲ့တွေချုပ်ပြီးသူတို့စတိုင်နဲ့ကစားကြပါတော့တယ်။ကစားပွဲကချက်ချင်းပြောင်းလဲသွားပြီးဒီကူတို့တင်းကတိုက်ချက်ဆင်ပါတော့တယ်။ဘိုးတွေဇက်တက်တွင်းပြီး6ကုန်းကောင်းကုန်းတိဖြစ်လာပါတယ်။ကံကောင်းစွာနဲ့ပြန်ပွဲပြီးတော့ဒီကူတို့တင်းရှုံးသွားပေမဲ့ပရိသတ်တွေကတော့တို့ရဲ့အစမ်းပြောင်းမှုကြောင့်အထင်ကြီးသွားပြီးပီလီလို့တကွင်းလုံးဟစ်ကြွေအားပေးကြပါတယ်။ပွဲပြီးချင်းမှာပဲသူတို့မြေဘက်ခုခဲ့တဲ့ပန်းရှင်တွေရောက်လာလို့ကလေးတွေကတောတက်ထွက်ပြေးကြရပါတယ်။ပြေးရင်းနဲ့ပီလီရဲ့တကယ်တယောက်တိကိုင်းနဲ့ခလုတ်တိုက်ပြီးလဲကျသွားပါတယ်။ပီလီကပြင်းလက်ကူပြီးမြေချင်းတစ်ခုမှပုံခိုင်းလိုက်ပါတယ်။အဲ့ဒီချိန်မှာမိုးရချလာပြီးမြေပြင်းမှုဖြစ်ကသူ့တကယ်ချင်းမြေပြပြီးတည်ဆုံသွားခဲ့ပါတယ်။စစ်တီကသွားတဲ့ပီလီကအိမ်ပြန်ရောက်တော့သူ့တကယ်ချင်းတည်ဆုံမှုကသူ့ကြောင့်ဆိုပြီးသူ့မိကိုဖက်ကငိုကြွေးပါတယ်။နောက်ရက်မှာတော့အဖေဖြစ်သူကပီလီကိုစီးသက်တာရအောင်လှုပ်တဲ့ခေါ်သွားပြီးတကယ်တီးကိုဘောလုံးလိုလှက်ပက်ကစားပြကအားပေးပါတယ်။ပီလီကရက်နဲ့ရက်တီကိုစိတ်ပါခဲ့ပြင်မယ်။နောက်ပိုင်းမှာတော့အဖေဖြစ်သူနဲ့သူတကယ်တီးတွေကံပြီးလေးကျမှုတွေပြုလုပ်လာပါတယ်။နေ့နဲ့ငယ်ကြိုင်ဝင်းနောက်မှာပီလီကအသက်15နှစ်ရွယ်လို့ရောက်လာပါတယ်။သူ့မိကအဖေနဲ့သားလေးချင်းနေတာကိုမြင်ပြီးဘောလုံးကဲဖက်ရှာပေးသူဖြစ်တဲ့ဟော်ဒီမာဒီဖရီတိုကိုလာကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ပီလီကအိမ်ပြန်ရောက်တဲ့အခါဟော်ဒီမာကိုတွေ့လို့ပြောသွားပြီးဟော်ဒီမာကပီလီဒေတာကန်ဆန်တို့ဘောလုံးကလပ်ရဲ့လူရွေးဘက်မှာဝင်ပြိုင်မှုအကြံပေးပါတယ်။နောက်မြင်ကွင်းမှာတော့ပီလီကဆန်တို့ကလပ်ရဲ့လူငယ်အသင်းမှာ professional ဘောလုံးလေ့ကျင့်မှုတွေလုပ်နေပါတယ်။ဒါပေမဲ့တမန်ရိုးကျဥယောဘစတိုင်ကစားကွက်တွေနဲ့တားမကျလို့အဆင်မပြေဖြစ်နေပါတယ်။စီးတဲ့ချက်ကပီလီကရထားပူလာရုံကိုကြောက်သွားတဲ့အခါဟော်ဒီမာကလိုက်လာပြီးဘာလို့ပြန်မလဲမေးပါတယ်။ပီလီကသူ့ရဲ့ကစားဟန်ကိုအကယ်ဒမီကလက်မခံလို့နီးပြကလည်းသူ့ကိုတော့မကြောက်လို့ပြောပါတယ်။ဟော်ဒီမာကပီလီရဲ့ကစားဟန်ကျိုးစတဲ့ကလေးကရှိခဲ့တဲ့လာစီချိုရဂျင်းကစတိုင်ဖြစ်တယ်လို့ရှင်းပြပါတယ်။ပီလီကဒီစတိုင်နဲ့ကစားဟန်အကောင်းဆုံးဖြစ်ပေမဲ့ဒီဂျင်းကစတိုင်ကြောင့်ပဲ1950ကမ္ဘာဖလားမှာမဒါသီရှုံးခဲ့ရတဲ့ဆိုပြီးပြစ်တင်ခြင်းခံထားရတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဟော်ဒီမာကပီလီကိုဒီမှာနေပြီးမင်းရဲ့ပါတမီကိုကမ္ဘာကိုတက်တည်ပြမလားဒါမှမဟုတ်လူပြောတယောက်လိုအိမ်ပြန်မလားဆိုပြီးရွေးချက်ခိုင်းပါတယ်။ဟော်ဒီမာထပ်သားပြီးနောက်ပီလီကစဉ်းစားပြီးစက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ရက်ပွဲကစားတဲ့အခါပီလီရဲ့အမောင်းချို့လုံးပြီးနီးပြဆေးပြတ်နေပါတယ်။အဲ့ဒီချိန်မှာပီလီကတူးဖိနဲ့တဲတီကယ်ကိုလူချင်းကန်တော်တတိယသွားပြီးဟော်ဒီမာကလည်းလှမ်းပြီးအားပေးနေတော့မြင်လိုက်ပါတယ်။
ဒါနဲ့သူကျွမ်းကျင်တဲ့အတိုင်းကစားဖို့ဆုံးဖြတ်လိုက်ပါတယ်ဘောလုံးကိုရတာနဲ့ပြန်ဘက်တွေ6ယောက်ကြားကနေအစီဆွဲပြေးသွားပြီးတရတိကလူမျိုးဘောလုံးကိုလေးပေါ်မြောက်ကဂိုးသွင်းယူလိုက်ပါတယ်ညီပြကလည်းအောင်းသွားပြီးနောက်ကတင်းပြောက်ကိုပြောပါတယ်ပီလီယာသူ့ရဲ့ယူရစတိုင်းနဲ့ပဲနောက်တစ်ခုတင်းပြောက်လိုက်လို့တိကျသူအားလုံးမှင်သက်သွားကြပါတယ်အဲဒီနောက်ပိုင်ပွဲစဉ်ဒီမှာလည်းသူဟာအသက်ငယ်ဆုံးဖြစ်ပေမဲ့နာမည်ကြီးလာပါတယ်ကြာကမှပီလီယာလူငယ်အသင်းကနေစီနီယာပရိုအသင်းစီတူးမြင့်ချင်းခံရပြီးတနင်္ဂနွေလုံးအသင်းနေနဲ့တော့ရောက်ကစားရပါတယ်ပြီးစဉ်ပြီးမှတော့အိမ်ကိုအန်အောင်ပြန်လာပြီးသူ့ဖေတဲ့ရေဒီယိုအပါဝင်လက်ဆောင်တွေယူလာပေးပါတယ်သူတို့အသားဖာ1958ကမ္ဘာဖလားတဲ့ဗလာစီလက်ရေးစဉ်အသင်းလူစင်းကျညာချက်ကိုနားထောင်ကြပါတယ်ပီလီယာတက်ငယ်လုံးလို့သူ့ကိုယ်သူပါလိမ့်မယ်လို့မျှော်လင့်မထားပေမဲ့အောင်စရာကောင်းလောက်အောင်လက်ရေးစဉ်အသင်းမှာယူချက်ချင်းခံလိုက်ရပါတယ်ကမ္ဘာဖလားကိုမထောက်ခခင်အဖေဖိတူကပီလီကိုကိုရဲ့ကစားဟောင်းမယုံကြည်ပါလို့မှားချခဲ့ပါတယ်အသင်းဖော်နဲ့တွေ့တဲ့အခါရင်းနှီးကြရမယ်ဒေတာတွေကတော့ဗလာစီရဲ့ဂျင်ဂါစတိုင်ကိုနိုင်ငံတကာပွဲတွေမှာလာကစားတာရဲစရာပဲလို့နှိမ့်ချပြဆိုကြပါတယ်အဲ့ဒီနောက်နီးပြကပီလီယာခေါ်ပြီးဂျင်ဂါစတိုင်နဲ့မကစားဖို့တတိပေးပါတယ်နောက်ရက်မှာပီလီယာနီးပြပြတဲ့ဥရောပစတိုင်နဲ့ကစားဖို့ကြိုးစားပေမဲ့အဆင်ပြေပါဘူးဒါနဲ့သူ့စတိုင်တိုင်းကစားဖို့လုပ်နေတော့မှပဲပြမဲပြတ်တော့တာခံရပြီးဒူးတဲ့ရန်ပြင်းပြင်းထန်ရသွားပါတယ်ဆရာဝန်ကစစ်စစ်ပြီးဒီတန်ရန်ကြောင့်ကမ္ဘာဖလားကိုမကစားရတော့ဘူးများတယ်လို့ပြောပါတယ်နောက်ဘက်မှာပီလီကသူ့မိကိုဖုံးဆက်ပြီးတန်ရန်ကြောင့်ပြောပြရမှာသူ့မိကစိတ်မပြတ်ပဲအားပေးစကားပြောရှာပါတယ်ကမ္ဘာဖလားကိုစတင်တဲ့အခါဗလာတီတင်းရပထမပွဲချုပ်ကိုနိုင်ခဲ့ပါတယ်ဒါပေမဲ့ပွဲတွေအရင်ကျန်းတဲ့လို့ဗလာတီတင်းရတော်တော်များဒဏ်ရာရကုန်ပါတယ်အခြားရွေးချယ်စရာမရှိတော့တဲ့ဒဏ်ရာမပြောက်တည်တဲ့ပီလီကိုကစားဖို့နီးပြတောင်းဆိုပါတယ်ပီလီကအကြောင်းပြချက်ချုပ်ပေးပေမဲ့နီးပြကကွင်းနဲ့ဆင်းဖို့တိုက်တွန်းပါတယ်နီးပြကဥရောပပုံစံနဲ့ကစားဖို့ပဲထပ်မှာပါတယ်အဲ့ဒီပွဲမှာပီလီကနီးပြခိုင်းနိုင်ကစားပြီးဗလာတီတင်းနိုင်သွားပါတယ်နောက်ပွဲမှာတော့ဆီမီဖိုင်နယ်ဖြစ်ပြီးပြင်းနေတဲ့တင်းနဲ့တွေ့ရပါတယ်ပထမပိုင်းမှာဗလာတီကပြင်းတဲ့တင်းကိုတကိုးစီးနဲ့ရှိုးနေပါတယ်နားချိန်ဝင်လဲခန့်မှာပီလီကဒဏ်ရာရပြီးမော်ပတ်နေတဲ့အတင်းသားတွေကိုကြည့်ပြီးစိတ်ထက်ကြကခြားကစားသမားတယောက်ကိုသူ့နေမှာဝင်ကစားဖို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီအတင်းဘောကလည်းငင်းလိုက်ပြီးသူလည်းဥရောပစတိုင်ကိုစိတ်ပြတ်နေပြီဖြစ်ကြောင်းငယ်ကလိုဂျင်ဂါစတိုင်နဲ့ကစားချင်တော့ကြောင်းပြောပါတယ်ပြီးတော့ပီလီကိုလည်းမင်းရဲ့ဂျင်ဂါစတိုင်နဲ့ကစားပြီးအတင်းအတွက်နိုင်မယူပြီးပါလို့တိုက်တွန်းပါတယ်ဒုတိယပိုင်းမှာပီလီကကွင်းနဲ့ဝင်လာပြီးဘောလုံးပေးဖို့တချို့လွဲချော်သွားတဲ့အချိန်မှာတင်းဘော်တွေရဲ့စကားကိုသတိရသွားပါတယ်ဒါနဲ့သူကဘောလုံးကိုလိုက်လံယူပြီးပြန်မတွေကြားလှပဆန်းပြစွာဆွဲပြေးကလူတွေကိုကြော်ပြီးအမကန်းစာဂိုးသွင်းယူလိုက်ပါတယ်ဂိုးတူသွားပြီးနောက်ပီလီကနောက်တော့2ခုဆက်တိုက်သွင်းပြီးဟက်ထရီယက်ကဘရာဇီးကိုဘလူးဘက်ဖိုင်လို့ပို့ဆောင်ပေးခဲ့ပါတယ်ဆွီဒင်နဲ့ကစားမယ်ဘောလုံးပွဲနီးကလာတဲ့အချိန်မှာဘရာဇီးနီးပြကစီးရွေးခေါ်ပြီးတမျိုးချဥရောပစတိုင်မှာကစားမယ်လို့အမိန့်ပေးခဲ့ပါတယ်ဆွီဒင်တင်းရဲ့ကစားကွက်တိုင်းလက်ကစားဖို့နီးကျင့်ပေမဲ့အတင်းကတိုးတက်မလာပါဘူးဒါတဲ့ဆရှင်းလင်းပွဲမှာလည်းဆွီဒင်နီးပြကဗဒါစီရဲ့ကစားအောင်လှောင်ပြောင်ပြီးလီတန်းဆို1950ကလိုပဲထပ်ရှုံးမှာပဲလို့စော်ကားပါတယ်ဒါကိုဗဒါစီနီးပြကဒေါက်တာထပ်ပြီးထွက်သွားပါတယ်ညဘက်မှာပီတီကသူ့ဖေစီဖုံးဆက်ပြီးအတင်းရဲ့အခြေအနေဆိုးရတာကိုပြောပြပါတယ်သူ့ဖေကငငယ်ကလိုပဲအတင်းကိုစီးလေးကောင်လုပ်ဖို့အကြံပေးပါတယ်နောက်ရက်မှာပီတီကအတင်းသားတွေကိုဟိုတယ်ကနေမြေပြတ်တက်သည့်ဘောလုံးကိုမီမကြတန်ပတ်ကန်ပြီးတွားကြဖို့စိတ်ခေါ်ပါတယ်အစမှာတော့အားလုံးကညင်းပေမဲ့နောက်တော့အားလုံးပါဝင်ကစားကြပါတယ်ဒါကိုမြင်တဲ့နီးပြကလည်းသူ့အတင်းကိုတင်ပေးနေတာတွေမှားနေမှသတိရသွားပါတယ်အဲ့ဒီနောက်နီးပြကအတင်းသားတွေကိုတောင်းပန်ပြီးဘောလုံးပွဲမှာဘရာဇီးရဲ့ယူရဂျင်ကစတိုင်တိုင်းကစားပြီးဘရာဇီးရဲ့ဘလုံးဆွဲကိုကဘာကိုပြလိုက်ဖို့ပွဲကိုပြပြရွှင်ကစားဖို့အားပေးပါတယ်ဘောလုံးပွဲနေ့ကိုရောက်တဲ့အခါဆွီဒင်တင်းကပွဲဆက်ပြီး4မိနစ်တွင်းမှာတင်ဘရာဇီးကိုတကူတွင်းလိုက်ပါတယ်ဆွီဒင်ကစားသမားတွေကပီလီကိုဘောလုံးမြောက်အောင်ဝါပိတ်ထားကြပါတယ်ဒါပေမဲ့တိတ်မကြခင်မှာဗလာဂီသားတွေစိတ်ချီနေကိုပြန်ထိန်းပြီးပီလီရဲ့ပေးဖို့ကနေပထမဆုံးဂိုးသွင်းနိုင်ခဲ့ပါတယ်အဲ့ဒီနောက်ဗလာဂီတင်းသားတွေကပီလီပါဂိုးတွေဆက်တိုက်တွင်းယူခဲ့ပါတယ်နောက်ဆုံးမှာတော့ဗလာဂီတွင်းက9ခု2ခုနဲ့နိုင်ပြီးကမ္ဘာတမန်ရှော့မှောက်ဆိုကမ္ဘာဖလားချန်ပီယံဖြစ်သွားခဲ့ပါတယ်အတင်းဖော်တွေအားလုံးကွင်းနဲ့ပြေးဝင်ပြီးပီလီကိုပကောပေါ်ထမ်းကအောင်ပွဲခံခဲ့ကြပါတယ်ဆိုရှိရဲ့နောက်ဆုံးမှာ1962ခုနှစ်ဗလာဂီတမန်ကပီလီကိုအမျိုးသားရနာဖြစ်သတ်မှတ်ကြောင်းပီလီယာတမန်မှာဂိုးများဆုံးတွင်းထားတဲ့စံချိန်တင်ရှင်ဖြစ်တယ်လို့ကမ္ဘာဖလားမှာအသက်ငယ်ဆုံးဂိုးရရှင်လည်းဖြစ်ကြောင်းပြီးတော့ကမ္ဘာဖလား3ညတန်ရဘူးတဲ့တူဒီတော့ကစားသမားဖြစ်ကြောင်းဖော်ပြရင်ရုပ်ရှင်ရပြီးဆုံးသွားပါတယ်မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးခဲ့ကြအောင်ဗျာအဖြစ် bye